လေချစ်ပြီဆိုရင်မုံနေအများကြီးလှုပ်ကြွေးနေတာနဲ့ဘာပဲလှုပ်ကြွေးမငြင်းမညူစားတတ်တဲ့တထေးရက်ကလေးနေရတော့ chemistry ကိုမိနေရပဲအဲ့ဒီအချင်းကလေခုမှမဟုတ်ဘူးဟိုးငငယ်တဲ့ညီမဝမ်းခွဲတွေဆိုရင်လည်းနေရ90စိုက်900စိုက်မယ်ဆိုပြီးတက်သမျှမှတ်သမျှမုံနေအကုန်လှုပ်ကြွေးခဲ့တာပေါ့နော်အဲ့ဒါကြောင့်ကျမချစ်ရဘာသာစကားကိုပြောပါဆိုရင်စားတော့ကောင်းကောင်းချက်ကြွေးတာပဲဒါကြောင့်မလို့ချစ်တာကိုတက်သေးပြတဲ့အနေနဲ့ခါခါဆင်းစိမ့်လေးနဲ့အရန်စားလို့ကောင်းတဲ့ချောကလက်ကူကီလေးလှုပ်ကြွေးဖြစ်ပါတယ်အကြားတွေလည်းအများကြီးမတုံထားဘူးချောကလက်ရတာခါခါဆင်းစိမ့်လေးနဲ့ဆိုတော့တထေးနဲ့တထေးမလည်းအရန်ကြိုက်လို့အများကြီးပို့လို့လိုက်ပါတယ်ဟိုတနေ့ကထောပတ်ကူကီလှုပ်တာအရန်စားကောင်းတယ်ဆိုလို့ဒီနေ့ချောကလက်ကူကီလေးစမ်းလုပ်ကြည့်ဖို့အကြံရသွားတာပါချောကလက်မုံလေးပို့ပါသွားတာပဲရှိတာပါအချိုးစားကတော့တူတူပါပဲရှင်ဒါကတော့အလက်ကောင်လေးကြောင်းပြန်လာတော့မှမို့လို့သွားဆောက်နေတာပါချစ်စရာကောင်းချက်ကမုံပါလာရင်ကျမကိုစားမလားဆိုပြီးအရင်ကြွေးတာလေးတွေကြိုပြီးသွားတော့ကူကီတန်းဖုတ်လိုက်ပါတယ်မချက်သမျှမငီးမညူအားပေးချမ်းတာကတော့အကြီးမပေါ့နော်ကူကီမမဟုတ်ဘူးတည့်သီးတော့ချင်းချင်းဆက်ဆက်တွေဆိုလဲစားတာပဲစားချင်လို့ဆိုပြီးစောက်နေတာကျောင်းဝတ်စုံတောင်းမလဲရသေးဘူးတို့ TVG နဲ့စားလို့ရအောင်ထည့်ပေးလိုက်ပြီးတော့ကျမလည်းနေ့လည်စာတန်းချက်လိုက်ပါတယ်ဒီနေ့တော့ဗရယာနီကိုတူနာနဲ့ချက်တာပါရှင်တူနာဗရယာနီနဲ့တွဲစားဖို့အတွက်ဆက်လက်လဲလုပ်လိုက်ပါတယ်ဒီလို ready made တူနာဘူးကိုဒံပေါက်လို့ချက်စားတာလည်းအရန်စားကောင်းပါတယ်နေ့ကအချိန်များလို့ချက်နီးသေးစိတ်သိချင်တော့နောက်ထပ်တစ်ခေါက်မှတက်တက်တင်ပေးပါမယ်ရှင်ဒါကတော့တထေးမအပူကံပြီးသွားနာနေလို့ဂျုံစေးကိုဆန်ပြုတ်လိုမျိုးနွားနိုးနဲ့ကြိုပေးတာပါရှင်နာမည်ကတော့အာရဘီလို့ဘယ်လိုခေါ်လဲမသိဘူးချိုချိုစိတ်စိတ်လေးဆိုတော့ကလေးတွေလည်းအရန်ကြိုက်ကြပါတယ်ဒါကတော့ရှေ့ရမှာယူရမဒန်မှာမုံနေလို့ရမှာမို့လို့လက်တွေ့တင်တဲ့အိမ်မှာလာဆင်းတာပါကျမတထေးမကလည်းလေအရန်သဘောကောင်းတာမုံမလုပ်တတ်ဘူးဆိုရင်အိမ်မှာလာတင်ဆိုတာကြီးပဲကျမကလည်းပင်မန်းတယ်လို့တော့သဘောမထားပါဘူးကိုယ်တိုင်ကမုံလုပ်တဲ့စကေးကိုပို့ပြီးမြင်ခွင့်ရတယ်လို့မြန်မာချင်းချင်းကူညီခွင့်ရတယ်လို့ပဲသဘောထားပါတယ်အဲ့လိုလေးတွေးလိုက်တာဘသူဘက်ကပဲကြီးကြီးစိတ်ချမ်းသာစရာကောင်းတယ်လीနော်မုံလုပ်တတ်အောင်လဲတင်ပေးလိုက်လို့မုံနေလည်းအများကြီးထည့်ပေးလိုက်ပါတယ်လက်စထဲမှာပဲကျမတထေးတွက်လဲကော်ဖီနဲ့မုံပြင်ပေးလိုက်ပါတယ်ရှင်ကျေးဇူးပါရှင်ဘိုင်ဘိုင်